ဓမ္မချစ်ခင်သူတော်စင်များအတွက်ဒီကနေ့မှာတော့ဓမ္မကဗျာလေးတစ်ပုဒ်ကိုဦးဇင်းပြောပြမျှဝေပေးပါမယ်ဒီဓမ္မကဗျာလေးဟာဦးဇင်းတစ်ချိန်ကညပွဲတရားပွဲတချို့မှာထည့်သွင်းပြီးတော့ဟောကြားဖို့တဲ့ဓမ္မကဗျာလေးပါဦးဇင်းရဲ့မဆုဒါကဗျာတွေစာတွေရေးမှတ်ထားတဲ့မဆုကိုပြန်ပြီးတော့ကြည့်မိတဲ့အခါမှာဒီကဗျာလေးကိုတွားတွေ့တော့ဒီကဗျာလေးဟာတစ်ချိန်လုံးကတချို့တရားပွဲတွေမှာထည့်သွင်းပြီးတော့ဟောကြားဖို့တဲ့အမဓမ္မကြိုက်နေတတ်တဲ့ဓမ္မကဗျာလေးပဲဒါလေးကိုပြန်တွေ့တော့ဦးဇင်းရဲ့ YouTube မှာတရားနာယူနေကြတဲ့ဓမ္မချစ်ခင်သူတော်စင်များအတွက်လည်းဒါလေးကိုမျှဝေပေးရကောင်းပါပဲမသိသေးတဲ့သူတွေမကြားဘူးသေးတဲ့သူတွေအတွက်ပြန်ပြီးတော့မျှဝေပေးရကောင်းပါပဲဆိုတဲ့စိတ်ကူးနဲ့ဒါဒီကဗျာလေးကိုမျှဝေပေးဖြစ်တာပဲဖြစ်ပါတယ်ဒီကဗျာလေးဟာအနှစ်သာရပါပါတယ်မှတ်သားစရာလည်းကောင်းပါတယ်ဓမ္မချစ်ခင်သူတော်စင်များတေချာလေးနားထောင်မှတ်သားကြည့်ပါရိက္ခာအတွက်သိက္ခာတော့အပြတ်မခံလူတလွားမှလဲမှုသားရှာတက္ကာဖုံပြုံးပန်းမပန်းနှလုံးခါနဲ့လဲအကောက်မကြံဖောက်ပြန်တဲ့လမ်းကိုလည်းမလျှောက်ဘဝတရေတပွက်မှာအလမပါလို့အနေခတ်ပင်မဲ့ခဏတာအတရေပြတ်မှာတော့တေမာထက်ကြောင့်ကဗျာလေးကတော့ဒါပါပဲကဗျာလေးကတူပါတယ်တိုးတော်လည်းပဲအနှစ်သာရပါတယ်ပေါ့ရေးထားတဲ့သူကဦးဇင်းဒါမှတ်သားထားတာကတော့မြေလက်မောင်မြင့်သူလို့ဒီလိုမှတ်သားထားတယ်ပေါ့အနှစ်သာရပါတယ်ဆိုတာကဒီကဗျာရဲ့အဓိပ္ပာယ်ကိုဒါတိမှလည်းပဲအနှစ်သာရတကယ်ပါမပါဆိုတာကိုသိမယ်ပေါ့တချို့ကကြပြတော့ဖတ်လိုက်တယ်ကာယံတို့နဗီတို့နဲ့ရေးထားလို့ဖတ်ကောင်းလို့သာဖတ်လိုက်တာဟာကြပြလေးကကောင်းတယ်ဆိုပြီးတော့ဒီလိုအပေါ်ယံလောက်ပဲဖတ်တဲ့သူလည်းရှိတယ်ပေါ့တချို့ကြပြတွေကြတော့ဒါအနှစ်သာရတွေပါတယ်ကိုကအနှစ်သာရကိုဖော်ထုတ်တတ်ရင်ဖော်ထုတ်တတ်တယ်လို့အနှစ်သာရရှိတဲ့ကြပြတွေလည်းရှိတယ်ပေါ့အခုဒီကဗျာလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းဒါအနှစ်သာရအနည်းငယ်ကိုထုတ်ပြပေးပါမယ်ရိက္ခာအတွက်သိက္ခာတော့အပြတ်မခံတဲ့သူကဘာပြောတာလဲဆိုတော့ရိက္ခာဆိုတာဒါစာဝတ်နေရေးကိုရိက္ခာလို့ပြောတာပဲသိက္ခာဆိုတာဦးဇင်းတို့ဓမ္မချစ်ခင်သူတော်စင်များကြားဘူးကြလိမ့်မယ်သိက္ခာ၃ပါးသီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာပေါ့အဲ့တော့သိက္ခာ၃ပါးရှိပင်ရှိ냐တော့လည်းပဲဒီမှာအဓိကပြောချင်တာကတော့သီလသိက္ခာပေါ့ရိက္ခာအတွက်သိက္ခာတော့အပြတ်မခံဆိုတာကစာဝတ်နေရေးအတွက်ကိုကျင့်တရားတော့အပြတ်မခံဘူးလို့ဒါကိုပြောတာပါကိုကျင့်သီလမရှိရင်သီလသိက္ခာမှမရှိရင်တမာတိသိက္ခာလည်းဖြစ်လာစရာအကြောင်းမရှိဘူးပေါ့ပညာသိက္ခာဆိုတာကတော့ပို့လို့ဝေးတယ်ပေါ့စာဝတ်နေရေးအတွက်ကိုကျင့်တရားအပြတ်မခံဘူးလို့ပြောတာဒါသူတော်ကောင်းများရဲ့လမ်းစဉ်ပါပဲတကယ်သူတော်ကောင်းတွေဟာစာဝတ်နေရေးအတွက်ဘယ်တော့မှကိုကျင့်တရားကိုအပြတ်မခံပါဘူးတဲ့ရိက္ခာအတွက်သိက္ခာတော့အပြတ်မခံရိက္ခာဆိုတာစာဝတ်နေရေးအတွက်အဲ့ဒီစာဝတ်နေရေးအတွက်သိက္ခာတော့အပြတ်မခံဆိုတာသီလသိက္ခာကိုကျင့်တရားဒါလူတို့ခါဝတ်ပစိုးလို့မြဲရမယ်၅ပါးသီလရှိတယ်ပေါ့အဲ့ဒီ၅ပါးသီလကိုအပြတ်မခံဘူးလို့ဒါပြောတာပါပဲကိုကျင့်တရားအပြတ်မခံဘူးပေါ့တခါကြီးတယောက်ကဦးဇင်းကိုပြောဘူးတဲ့ဦးဇင်းရဲ့ဒါဆုံးခံကြွခဲ့တဲ့ဆုံးခံအိမ်ကတခါကြီးပေါ့ကိုရဲ့ဒါသင်္ကန်းစွန်းကြောင်စီပစ္စည်း၄ပါးတခါလို့ပြောရင်လည်းပဲဒါမမားပါဘူးအဲ့ဒီတခါကြီးသူကဘာပြောလဲဆိုတော့တပည့်တော်ကတဲ့ဒါဦးဇင်းနဲ့စပြီးတော့
တိကျွမ်းရင်းနေတဲ့ချိန်ကသူပြောတာပါတပည့်တော်ကတဲ့ငါးပါးတီလမှာဗျာတဲ့နှစ်ပါးကတော့မလုံဘူးအဲ့တော့ဦးဇင်းကမလုံလို့ရှရင်တကကြီးရဲ့လုံအောင်ကြိုးစားပြီးတော့ထိန်ဖို့လို့ဒီလိုပဲပြောလိုက်တယ်ပေါ့တပည့်တော်စာဝတ်နေရေးအတွက်တပည့်တော်ရဲ့ဇနီးမယားသမီးသားတွေစားဖို့အတွက်စာဝတ်နေရေးအတွက်တပည့်တော်အလုတ်လုတ်နေသမျှကာလပတ်လုံးကတော့တပည့်တော်ဒီနှစ်ပါးကတော့မလုံနိုင်ဘူးဗျာလုံအောင်လုပ်ဖို့မလွယ်ဘူးပေါ့သူပြောတာကတခါကြီးအဲ့ဒီနှစ်ပါးကဘာလဲဘာဒီလဲလို့ဦးစင်းကမေးတော့သူကပြောတယ်မုဒ္ဒဝါဒနဲ့သူရမေရရတဲ့လိညာပြောဆိုတာနဲ့အရက်တောက်တာပေါ့ဒီရက်ကိုတောက်စားတာဒီနှစ်ပါးကတော့တပည့်တော်မလုံဘူးဗျာတဲ့လုံအောင်လုပ်လို့မလွယ်ဘူးတဲ့တခါကြီးအလုတ်ကဘာအလုတ်မို့လို့လဲလို့ဦးစင်းကမေးတော့သူကပြောတယ်တပည့်တော်ကကာပွဲစားလုတ်တာဗျာကာပွဲစားဆိုတာမှုသား3ရတယ်ဖရတယ်အပေါင်းအသင်းတွေနဲ့အလုတ်လို့ရတဲ့အတွက်ကြောင့်မို့လို့တောက်ရတာကများတယ်ဗျာဒါကတော့သူကကာပွဲစားဆိုတော့သူကအသိဆုံးနေမှာပေါ့ဦးစင်းတို့ကတော့ဘယ်သိမလဲအဲ့တော့ဦးစင်းရဲ့ဒီဓမ္မကိုနားထောင်နေကြတဲ့အထဲမှာဒါကာပွဲစားများပါတယ်ဆိုလို့ရှိရင်တော့ဟုတ်မဟုတ်တော့ဒါကိုပတ်တာကိုပဲဝေဖန်ဆန်းစစ်ပေါ့ဗျာဦးဇင်းတို့ကဒါပဲသိပြီးတော့သိမလဲအဲ့တော့ तू ကအဲ့နှစ်ပါတော့မလုံဘူးဗျာတဲ့ကာပွဲစားလုံနေရလို့တဲ့စာဝတ်နေရေးအတွက်အဲ့တော့ဦးဇင်းနဲ့တိကျွမ်းရင်းနှီးပြီးတော့နောက်ပိုင်းဦးဇင်းလည်းသူ့ကိုတရားစာအုပ်တွေပေးဖတ်ရင်ဒါဘာသာရေးနဲ့တော်တော်လေးသူရင်းနှီးလာပုံရပါတယ်ဘာသာရေးကိုလိုက်စားလာတယ်ပေါ့တော်တော်လေးကြာတော့တော်တော်လေးကြာဆိုတာ2နှစ်3နှစ်လောက်ကြာတော့ဒါဥစဉ်ကသူကရှောက်တယ်တပည့်တော်မလုံမှုဆိုတဲ့နှစ်ပါးထဲမှာတပည့်တော်တပါးတော့လုံသွားပြီဗျာတဲ့တပါးကတော့မလုံသေးဘူးဗျာတဲ့အဲ့ဒီကြံတဲ့တပါးကတော့လုံဖို့လည်းမလွယ်တော့ဘူးဗျာ